လိန်မာလိုက်တာဆိုတဲ့ကလေးတွေမှာဒီလိုပြဿနာတွေရှိတတ်ပါတယ်ငငယ်ကလေးကလိန်မာလိုက်တာပြောစကားနားထောင်လိုက်တာဆိုပြီးအားလုံးရဲ့ချီးကျူးမှုကိုအမြဲရခဲ့တဲ့ကလေးတယောက်ဟာကြီးလာတဲ့အခါဘယ်လိုဖြစ်သွားနိုင်ပါသလဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့စိတ်အာဟာရအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဟန်စောလက်ပါခင်ဗျဒီလိုကလေးတွေဟာအပြင်ပန်းမှာတော့ဘာမဆိုအဆင်ပြေပါတယ်လို့ပြောတတ်တဲ့လူလိမ္မာလေးဖြစ်နေပေမဲ့စိတ်ထဲမှာတော့ကိုတကယ်ဘာလို့လိုချင်မှန်းကိုယ်တိုင်တောင်မသိတော့တဲ့အထိဝေဝါးသွားတတ်ကြပါတယ်စိတ်ပညာမှာ good child syndrome ဆိုတာတရားဝင်ယောဂအမည်မဟုတ်ပေမဲ့အမြဲလိမ္မာရမယ်လူကြိုက်များရမယ်ဆိုတဲ့ဖိအားကြောင့်ကိုယ်ခံစားချက်နဲ့လိုအပ်ချက်တွေကိုဖိနှိပ်ထားတတ်တဲ့ပုံစံကိုဖော်ပြဖို့အသုံးပြုကြတဲ့စကားလုံးဖြစ်ပါတယ်ကလေးတယောက်ဟာငိုယိုမိတဲ့အခါစန့်ကျင်မိတဲ့အခါဒါမှမဟုတ်မလှုပ်ချင်ဘူးလို့ညှင်းဆိုမိတဲ့အခါတိုင်းမိဘသို့မဟုတ်လူကြီးတွေရဲ့ချစ်ချင်းမြတ်တာကကိုယ်စီကနေဝေးကွာသွားတယ်လို့မျိုးခံစားရတဲ့အခါသူ့ရဲ့အုံနောက်ထဲမှာချက်ချင်းတင်ယူမှတ်သားလိုက်တဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့လူတွေချစ်အောင်ကိုယ့်ရဲ့တကယ့်ဆန္ဒတွေကိုဝှက်ထားရမယ်ဆိုတဲ့သင်ခန်းစာပါပဲဒါဟာမိဘတွေရဲ့အပြစ်လည်းမဟုတ်ပါဘူးနူးညံ့တဲ့ကလေးရဲ့စိတ်ထဲမှာကိုကအမားတစ်ခုခုလုံးမိရင်အမုန်းခံရမလားဆိုတဲ့မမြင်နိုင်တဲ့ကြောက်ရွံ့စိတ်ကြောင့်စိတ်ပိုင်းဆိုင်ရာအရာအလိုလိုလိုက်ရောညီထွေဖြစ်အောင်ပုံသွင်းခံလိုက်ရတာမျိုးဖြစ်ပါတယ်လိမ္မာတဲ့ကလေးတချို့အတွက်တော့လူတိုင်းနဲ့အဆင်ပြေအောင်လိုက်လျောညီထွေနေခြင်းဟာအဓိကအသုံးပြုတဲ့ဆက်ဆံရေးနည်းလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်ဒီလိုဖြစ်လာရတာဟာငငယ်ကလေးကဆွဲမြဲလာခဲ့တဲ့လိမ္မာတဲ့ကလေးဆိုတဲ့ဂုံပုတ်အောက်မှာကိုယ့်ရဲ့ခံစားချက်အစစ်အမှန်တွေကိုပိတ်လောင်ထားခဲ့ရလို့အဲ့ဒီကြောက်ရွံ့မှုတွေကိုစုပြုံပြီးစိတ်ထဲမှာပိတ်မိနေလို့ပဲဖြစ်ပါတယ်ဒီအခြေအနေရဲ့အဆိုးဆုံးအချက်ကတော့ဒီလိုလိမ္မာတဲ့ကလေးတွေလူကြီးဖြစ်လာတဲ့အခါတချို့သူတွေမှာကိုယ်ဆန္ဒကိုယုံကြည်ဖို့ခက်ခဲလာတာဆုံးဖြတ်ချက်ချရမှာတခြားသူတွေရဲ့အတီးပြုတ်ချက်ကိုပိုလိုအပ်လာတာမျိုးတွေတွေ့ရနိုင်ပါတယ်ချစ်သူစီကဖြစ်စေလှုပ်ဖော်ကိုင်ဘက်စီကဖြစ်စေတစ်ဖက်လူရဲ့သဘောတူညီချက်နဲ့ခွင့်ပြုချက်ကိုပဲအမြဲတောင်းခံနေရတဲ့လူကြီးတစ်ယောက်လိုဖြစ်သွားတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ငငယ်ကလေးကစိတ်ထဲမှာစွဲနေအောင်တင်ယူခဲ့ရတာကကိုယ်တိုင်ဆုံးဖြတ်ချက်ချလို့မှားသွားရင်လူတွေရဲ့ချစ်ချင်းမြတ်တာကိုဆုံးရှုံးရလိမ့်မယ်ဆိုတဲ့အစွဲကြီးဖြစ်နေလို့ပါ။တကယ်လို့ကိုကအမြဲလူလိမ္မာလေးဆိုတဲ့ဂုံပုတ်အောက်မှာပဲကြီးပြင်းလာခဲ့ပြီးအခုလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်ဆိုရင်ဘယ်လိုပြန်ပြီးပြုလုပ်လို့ရမလဲ။အဓိကကတော့လူတိုင်းရဲ့အကြိုက်ကိုလိုက်ဖြည့်ဆည်းပေးဖို့မလိုဘူးဆိုတာကိုလက်ခံပြီးကိုယ်ဆန္ဒကိုပြန်ပြီးဦးစားပေးဖို့ဖြစ်ပါတယ်။ဒါကိုပြောင်းလဲပေးနိုင်မဲ့နည်းလမ်း၃ခုကိုမျှဝေပေးခြင်းပါတယ်။နံပါတ်၁အနေနဲ့ကတော့ no လို့ညှင်းတတ်ပါစေ။တစ်ဖက်လူစိတ်ဆိုးမှာကိုကြောက်လို့အားနာပြီးအမြဲလိုက်လွှဲနေရမျိုးတွေကိုစပြီးရပ်တန့်နိုင်မှုစူးစမ်းပါအသေးဖွဲရစလို့ကိုမလှုပ်ချင်တဲ့အရာကိုမလှုပ်ချင်ဘူးမလှုပ်နိုင်ဘူးလို့ယဉ်ကျေးစွာညှင်းတတ်အောင်လေ့ကျင့်ပါဒုတိယတစ်ချက်အနေနဲ့ကိုယ့်ရဲ့ဆန္ဒကိုပြန်ပြီးမေးတတ်တဲ့အလေးအကျင့်ကိုပြုစုပြောထားမှာဆုံးဖြတ်ချက်တစ်ခုချကန်နေတိုင်းသူတို့ဘာကြိုက်မလဲလို့အရင်မတွေးဘဲနဲ့ငါရောတကယ်ဘာဖြစ်ချင်နေတာလဲငါဘာကိုသဘောကျနေရလဲဆိုပြီးကိုအရင်ဆုံးမေးမြန်းကြည့်တဲ့အလေးအထားကိုဖန်တီးကြည့်ပါတတိယတစ်ချက်အနေနဲ့ကတော့အမှားလုပ်မိမှအောင်မကြောက်ပါနဲ့ကိုယ့်ရဲ့ရွေးချယ်မှုတစ်ခုကမှားသွားရင်တောင်ဒါဟာသင်ခန်းစာတစ်ခုပဲဖြစ်ပါတယ်အမားတွေကြားထဲကနေပဲသင်ခန်းစာတွေရရှိပြီးတော့ကိုယ့်ရဲ့ယုံကြည်စွာကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းကိုလည်းတိုးတက်လာစေမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်အခုကိုလုပ်နေတဲ့အရာကကိုတကယ်ပဲလိုချင်ခဲ့လို့လားဒါမှမဟုတ်အချစ်ခံခြင်းလို့လားဒါမှမဟုတ်အပြောခံရမှာစိုးရိမ်လို့လိုက်လုပ်ပေးနေရတာလားလိမ္မာတာကပြဿနာမဟုတ်ပါဘူးတာဝန်ယူတတ်တာတခြားသူကိုဂရုစိုက်ပေးတာတွေကကောင်းမွန်တဲ့အရေးသွေးတွေပါပြဿနာကတော့ကိုယ်ခံစားချက်နဲ့လိုအပ်ချက်တွေကိုအမြဲနောက်တန်းပို့ထားရတဲ့အချိန်မှာစတင်လာတာဖြစ်ပါတယ်။အားလုံးပဲကိုရှာဖွေတွေ့ရှိပြီးဆန္ဒနဲ့ဘဝထပ်တူကြပါစေ။စိတ်အာဟာရပြည့်ဝကြပါစေ။